အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တက်ဆက်မဲ့ episode 40ခုမှာတော့မင်းနူကကြော်ကြီးလက်ကမြင်းကျော်ထားလိုက်တဲ့ဓာတ်ပုံတစ်ပုံကြောင့်ပြဿနာတွေကြုံတွေ့နေရတဲ့မီယာကိုစကားပြောပေးနေခဲ့ပါတယ်မီယာကတော့မျက်နှာအတော်မကောင်းရှာပါဘူးချို့နောက်မင်းနူကဒီဓာတ်ပုံတွေကဘယ်ကနေစဖြစ်တာလဲဆိုတာကိုစမေးလိုက်ပါတယ်မီယာလေသူလဲမော်ဒယ်ပေါက်စလုပ်နေတဲ့ဓာတ်ပုံဆရာရဲ့တငယ်ချင်းတွေကတွေ့ကျင်နေဆိုပြီးတော့ခေါ်တာကြောင့်တော့ရကနေအခုလိုတွေဖြစ်သွားတာဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒီလိုနဲ့မီယာကတော့အခုလိုပုံစံကြီးနဲ့ကြောင်းဆက်ပြီးတော့မတက်ကျင်တော့ကြောင်းနဲ့သူကြောင်းထွက်ပြီးတော့တယောက်တည်းပဲနေကျင်တော့လဲဆိုပြီးတော့မီနူးကိုပြောပြနေခဲ့ပါတယ်။မီနူးလေမီယာကကြောင်းထွက်တော့မယ်ဆိုပြီးတော့ပြောနေရကြောင်းဟာနင်းရလေဒီကိစ္စကအခုလိုဖြေရှင်းလို့ရမယ်ကိစ္စမှမဟုတ်တာ။နည်းနည်းပါးပါတတိလေးပါလေးမွေးစက်မှာငါတို့လည်းရှိနေတာပဲဆိုပြီးတော့မီယာကိုပြောလိုက်ပါတယ်။မီယာကလည်းသူလည်းဒီလိုမျိုးတွေမလုပ်ချင်ပေမဲ့အခုချိန်မှာလူတိုင်းကိုသူအမှန်တိုင်းပဲရှင်းပြမယ်ဆိုရင်တော့သူ့ရဲ့စကားကိုယုံပေးနိုင်မဲ့သူဆိုတာမရှိတော့တာကြောင့်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့အားငယ်စောနဲ့ပြန်ပြောလိုက်ပါတယ်။မီနူးကတော့မီယာကိုအခုလိုကြီးတယောက်တည်းခံစားမနေဘူးနဲ့မီယာဘက်ကနေသူတို့တစ်ဖွဲ့လုံးကလည်းဒီကိစ္စကိုဝိုင်းဝန်းဖြေရှင်းပေးမှဖြစ်တဲ့အတွက်ကြောင့်လည်းအားမငယ်နေဘူးအားပေးနေပါတယ်။ဒါပေမဲ့မီယာမှလည်းလူတွေသူ့ပေါ်မှာအခုလိုပြုတ်မှုဆက်ဆံနေတဲ့ဒဏ်တွေကိုမခံနိုင်တာကြောင့်ဝမ်းနေပြီးတော့ထငုံနေခဲ့ပါတယ်။မီနူးလည်းငုံနေတဲ့မီယာကိုဖက်ကအားပေးကြည့်ပေမဲ့သူလည်းမလုံဝန်းတာကြောင့်ဖက်ဖို့ကြံနေတဲ့သူ့လက်တွေကိုပြန်သိမ်းလိုက်ရပါတယ်။တစ်ဖက်မှာလည်းဂျီကကြော်ကြီးကိုဖုံးတွေစက်တိုက်ခေါ်နေခဲ့ပါတယ်။ဒါပေမဲ့ကြော်ကြီးကတော့အခုချိန်မှာစော်တပွေနဲ့နှက်နေတော့မှရှိပါသေးတယ်။ဒီလိုနဲ့ဂျီလည်းကြော်ကြီးကိုဖုံးဆက်မရတာကြောင့်ဘာဆက်လို့ရင်ကောင်းမလဲလို့စဉ်းစားနေခဲ့ပါတယ်။ဒီအချိန်မှာပဲရှက်လီကဂျီစီကိုရောက်လာခဲ့ပြီးတော့ဘသူစီကိုဖုံးတွေအလောက်ဆက်နေတာလဲဆိုပြီးတော့မီးလိုက်ပါတယ်။ပြီးရင်တော့ရှယ်လီကဂျုံနဲ့မီနူးကိုမကြည့်ရတော့တာကြောင့်မြင်းမိသေးလားဆိုပြီးတော့ဂျီကိုမီးလိုက်ပါတယ်။ဂျုံနဲ့မီနူးကတော့မီယာနဲ့အလက်လုံနေတဲ့ဓာတ်ပုံဆရာစီဂျီအကြောင်းကိုသိသွားတာကြောင့်ချက်ချင်းပဲစီဂျီကြီးကိုသွားကဘာလို့ဒီဓာတ်ပုံကိုတင်လိုက်တာလဲဆိုပြီးတော့ပြောကပြဿနာရှာနေကြပါတယ်။စီဂျီကတော့မီနူးတို့ပြောနေတာတွေကိုနားမနေတာကြောင့်မင်းတို့ဘာတွေလာပြောနေရလဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ထို့နောက်မီနူးလည်းသူ့ဖုန်းထဲကမီယာနဲ့စီဂျီတို့အတူရှိတဲ့ပုံကိုပြလိုက်ပြီးတော့အခုမှအယူလာမလုပ်နေနဲ့ဆိုပြီးတော့ပြောလိုက်ပါရယ်စီဂျီလည်းတက်ပုံကိုမြင်တော့ကြောင်သွားပြီးတော့သူတို့နှစ်ယောက်ရဲ့ပုံကဘာလို့လိုင်းမော်ကိုရောက်နေရလဲဆိုပြီးတော့ပြန်ပြောလိုက်ပါရယ်မီနူးကတော့ဒီပုံကိုတင်းတဲ့လူကစီဂျီလို့ပဲထင်နေတာကြောင့်ဝန်ခံမှုပြောနေခဲ့ပါရယ်စီဂျီလည်းမီနူးဖုန်းကိုဆွဲယူလိုက်ပြီးတော့တက်ပုံကိုတေချာကြည့်လိုက်ပါရယ်နောက်ကတွန်းကတော့တက်ပုံဆရာကိုကြည့်ရတာသူလည်းသိတဲ့ပုံမပေါက်တာကြောင့်အယမ်းမလို့မီနူးကိုပြောလိုက်ပါတယ်။မီယာအတွက်ကိုပဲတွေးပူနေတဲ့မီနူးကတော့ဂျွန်းကိုဟဲ့သူကမီယာကိုဒီလောကထဲကိုဆွဲခေါ်ပြီးတော့ဒီလိုပြဿနာတွေဖြစ်လာအောင်လမ်းစာဖော်ခဲ့တယ်ကောင်းကွာ။ငါတို့ကဒီတိုင်းလှုပ်ထားလိုက်ရမှာလား။ခုချိန်မှာမီယာဘလောက်ထိစိတ်ထိကနေလဲဆိုတာမင်းမသိပါဘူးကွာဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။စီဂျီကတော့ဓာတ်ပုံကိုပဲတေချာကြည့်နေပြီးတော့နောက်ဆုံးမှာတော့ဘသူလှုပ်တယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဒါပေမဲ့စီဂျီကမင်းတို့ကမီယာရဲ့တငယ်ချင်းတွေမလားငါလည်းတောင်းပန်ပါတယ်ကွာခုချိန်မှာတော့ငါလှုပ်ပေးနေတာကလည်းတခုမှမရှိသေးဘူးဒီတိုင်းမဲ့ငါဒီကိစ္စကိုဖြေရှင်းပေးမှမလို့စိတ်မပူပါနဲ့ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်မင်းတို့ကတော့စီဂျီကိုအခုချိန်မှာသူတို့ကိုတောင်းပန်ရမှာမဟုတ်ကြောင်နဲ့သူကြောင့်ဒုက္ခရောက်နေတဲ့မီယာကူသာတောင်းပန်နေတာဖြစ်ကြောင်းပြောပြလိုက်ပါတယ်နောက်တစ်ခါမှတော့ဂျိုကြီးကဘသူတွေသူ့စီကိုဖုန်းတွေစက်တိုက်ခေါ်နေရလဲဆိုပြီးတော့ဖုန်းကိုကောက်ကင်လိုက်ပါတယ်။တစ်ဖက်ကခေါ်တဲ့သူကတော့ CJ ဖြစ်ပြီးတော့ဂျိုကြီးကိုဟဲ့မနေ့ကမီးရပုံတင်လိုက်တာမင်းမလားဆိုပြီးတော့မီးလိုက်ပါတယ်။ဂျိုကြီးကတော့သူဘာမှမသိတာကြောင့်ဘာမှလာမပြောနဲ့ဆိုပြီးတော့ဖုန်းကိုချပစ်လိုက်ပါတယ်။ကျောင်းတော်ဂျိုကြီးကစိတ်လေးတလိပ်ကိုခဲလိုက်ပြီးတော့မနေ့ကသူတင်ထားတဲ့မီယာတို့ရဲ့ပုံကိုကြည့်ကကြည်နပ်နေခဲ့ပါတယ်။ဒီလိုခေတ်ကြီးမှာလူတယောက်ရဲ့ဘဝကိုဖျက်ဆီးခြင်းအရန်လွယ်တာပဲဆိုပြီးတော့ပြောနေခဲ့ပါတယ်။ဒါပေမဲ့သူကောင်းထဲမှာတော့သူ့ကိုအနိုင်ယူသွားခဲ့တဲ့ဂျစ်ကိုပြန်ပြီးတော့တတိယလာပြီးတော့ပြန်ပြီးတော့ဒေါသထွက်သွားပြန်ပါတယ်။အဲဒါကြောင့်ပဲသူ့ကိုယ်သူပြန်စဉ်းစားလိုက်ပြီးတော့အခုလိုဆက်နေလို့မရတော့တာကြောင့်တောက်နေတဲ့ဆေးလိပ်ကိုပါဆက်မတော့ဘဲနဲ့တက်ပစ်လိုက်ပါတယ်။ကျွန်တော်နောက်ထပ်ဖုန်းလုံးကသူ့စီကိုထပ်ဝင်လာခဲ့ပြီးတော့ဂျိုကြီးကလည်းတမက်နှလုံးသူ့စီကိုဖုန်းတွေခဏခဏလာနေရကြောင်းစိတ်တူသွားပြီးတော့ဘာလဲဆိုပြီးတော့ပြောလိုက်ပါတယ်
တစ်ဖက်ကတော့ဂျိုကြီးကိုသူမာထားတဲ့စပင်ကဒီတစ်ပတ်တွင်ရောက်လာတော့မှဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ထိုချိန်မှာဂျိုကြီးကလည်းသူ့စပင်အစ်စ်ကမကြခင်မှာရောက်လာတော့မှဖြစ်တာကြောင့်ပျော်သွားခဲ့ပါတယ်။စပင်ကတော့ဘလို့ဘိန်းအမျိုးအစားဖြစ်မယ်ဆိုတာကိုတော့မသိရသေးပါဘူး။နောက်တစ်ခါမှာတော့မင်းနူးနဲ့ဂျွန်ကလည်းစီကြီးကိုပြဿနာရှာပြီးတော့ပြန်လာခဲ့ကြပါတယ်။ကျွန်တော်တို့ကစီကြီးရဲ့ပုံကိုကြည့်ရတာဒီကိစ္စကိုသူလည်းအခုမှသိတာဖြစ်နေတာကြောင့်အရန်အလောတကြီးဖြစ်နေတဲ့မီနူးကိုလည်းစိတ်အေးထားဖို့ပြောနေခဲ့ပါတယ်။ဒီချီမှာပဲမီနူးစီကိုဗီနီကဖုံးဆက်လာခဲ့ပါတယ်။မီနူးလည်းဖုံးကိုကန်လိုက်တဲ့အချိန်မှာတော့တစ်ဖက်ကဗီနီကသူဈေးကြီးပေးဝယ်ထားတဲ့ဂျက်ကတ်ကိုဘသူယူသွားလဲဆိုပြီးတော့မေးလိုက်ပါတယ်။မီနူးကတော့ဂျေးမှာဝတ်စရာမရှိလို့ဝတ်ပေးလိုက်တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒီလိုနဲ့ဗီနီလည်းအင်ကြီးကိစ္စကိုတော့ထားလိုက်တော့ငါသိချင်တာကဂျီဆိုတဲ့ကောင်ကဂျိုကြီးလိုကောင်နဲ့ဘလို့လို့သိနေကြလဲဆိုပြီးတော့မီနူးကိုမေးလိုက်ပါတယ်။မီနူးလည်းဂျီကဂျိုကြီးဆိုတဲ့ကောင်နဲ့သိနေတယ်ဆိုတဲ့စကားကြောင့်ကြောင်သွားခဲ့ပါတယ်။ဒီလိုနဲ့နောက်တစ်ပိုင်းမှာတော့မီနူးတို့နှစ်ယောက်လည်းအကြောင်းစုံကိုသိရအောင်ဗီနီရှိယာကိုတွားလိုက်ကြပါတယ်။တော့နောက်ဗီနီကသူ့ဖုန်းလေးကမီယာရဲ့တက်ပုံတွေကိုပြလိုက်ပြီးတော့ဒါတွေကညကကြည့်ပေါင်းပြီးအိတ်ကတွေကနေကြလာတဲ့ USB stick တွေကပုံတွေပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ကျွန်တော်ကတော့ဒီပုံလေးကဘလို့လို့ JC မှာရှိနေရလဲဆိုတာမသိပေမဲ့ဂျီကတော့ဒါမျိုးတွေမလုပ်တော့ပါဘူးဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းနူးကလည်းတက်ပုံတွေတပုံပြီးတပုံကိုကြည့်နေပြီးတော့အတွေးပေါင်းများစွာကလည်းခေါင်းထဲကိုရောက်လာပါတယ်။ဒါပေမဲ့ဗီနီကတော့မင်းတို့ဘာတွေပြောနေကြလဲဆိုတာမသိပေမဲ့ငါသိချင်တာကတော့ဒီတက်ပုံတွေကကြိုးကြီးဆိုတဲ့ကောင်တဲ့ဂျီကဘလို့လို့သိနေကြလဲဆိုတာပဲဆိုပြီးတော့ပြောလိုက်ပါတယ်။ဒါပေမဲ့မင်းနူးကတော့စကားဆက်ပြောမနေဘဲနဲ့တနေရာကိုအပြေးလွှာထွက်သွားပြန်ပါတယ်။ခုချိန်မှာတော့မီနူးကိုကြည့်ရတာတစ်ချိန်လုံးမီရပြဿနာကိုဖြေရှင်းလို့ရမယ့်နည်းလမ်းတွေကိုပဲအလော်တကြီးလိုက်လံရှာဖွေနေခဲ့ပါတယ်။ကျောင်းမှာတော့ယူနာကသူ့တငယ်ချင်းမီရကိုစိတ်ပူပြီးတော့ဖုန်းတွေစက်တိုက်ဆက်နေပေမဲ့မီရကတော့သူ့ဖုန်းကိုစက်ပိတ်ထားခဲ့ပါတယ်။တစ်ဖက်မှာတော့စာလုပ်နေတဲ့ဂျေနာကိုရှယ်လီကရောက်လာပြီးတော့စိတ်ပြေလက်ပြောင်ကော်ဖီဆိုင်ကိုတွားရအောင်ဆိုပြီးတော့လာခေါ်နေပါတယ်။ဒီအချိန်မှာပဲမီနူးဒေါ်ကြီးမောကြီးနဲ့ရောက်ချလာပြီးတော့ဟဲ့အောင်ကြီးမင်းကလည်းခဏလောက်လိုက်ခဲ့ဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျီကလည်းမီနူးခေါ်တဲ့စီကိုနောက်ကနေလိုက်သွားခဲ့ပါတယ်။ထို့နောက်မီနူးလည်းဂျစ်ကိုတွန်းပြစ်လိုက်ပါတယ်။ရှယ်လီကတော့နင်တို့ဘာတွေဖြစ်နေကြလဲဆိုပြီးတော့မေးနေခဲ့ပါတယ်။ဂျွန်ကတော့မီနူးကိုအေးအေးဆေးဆေးဖြေရှင်းဖို့နဲ့ဂျီပြန်ပြောတာတွေကိုလည်းနားထောင်ပြီးဖို့ပြောနေပါတယ်။ထို့နောက်ဟဲ့အောင်မင်းမှန်ပြောတော့ဒီ USB stick တွေကမီးရပုံတွေကိုလိုင်းပေါ်ကိုတင်ခဲ့တာမင်းမလားအခုကြောင်းမှာလူတိုင်းကမီးရကိုဘလို့ဆက်ဆံနေကြတယ်ဆိုတာကိုလည်းမင်းမြင်နေနော်မှန်ပြောဘသူတင်ရလဲဆိုပြီးတော့မီနူးကမီးလိုက်ပါတယ်ဒါတော့ဂျေကပြောဖို့ဝန်လေးနေရကြောင်းမီနူးကအနားကပ်လာပြီးတော့သူ့ကိုမြန်ပြောဖို့အော်ပြောလိုက်ပါတယ်တခြားသူတွေကလည်းဂျီပြောတာကိုစောင့်ပြီးဖို့မီနူးကိုပြောနေရပါတယ်ဒီအချိန်မှာပဲနောက်မှရှိနေတဲ့ဖင်နီကမင်းတို့ပြောတဲ့ပုံတိုင်းဆိုရင်ဒီကိစ္စကိုလုပ်တာဒီကောင်တွေမဟုတ်ဘူးကွာဒီလိုမျိုးတွေလုပ်တဲ့ဆိုတဲ့ကကြိုးကြီးဆိုတဲ့ကောင်ပဲဖြစ်မှာမင်းတို့လည်းပြိုင်ပွဲမှာတော့ကသူ့ကိုမြင်မှုလည်းမြင်မှုလိမ့်မယ်ငါအဲ့ဒီကောင်ကိုငငယ်လေးကလေးကသိခဲ့တာကွာအဲ့ဒီခွေးမတော်ကမွေးကလေးကတတိဆိုးတဲ့မွေးလာတာဆိုပြီးတော့ပြောပြလိုက်ပါတယ်ဒီအချိန်မှာတော့ဂျီကမနေ့ကညကအဲ့ဒီကောင်ကငါနဲ့စပိန်ပြိုင်ညာနဲ့မရပုံတွေကိုငါစီကိုပို့ပြီးတော့ငါ့ကိုအကြကင်ခဲ့တယ်ကွာငါလည်းရွေးချယ်စရာမရှိလို့ပါကွာဆိုပြီးတော့ဖြစ်ကြောင်းကုံစင်ကိုပြောပြလိုက်ပါတယ်မင်းတို့လည်းချစ်စကားတွေကိုနားထောင်ပြီးတဲ့နောက်မှာတော့ဗင်းနီအခုချိန်ဆိုရင်အဲ့ဒီကောင်ဘယ်နားမှာရှိတော့မဲဆိုတာမင်းသိတယ်မလားဆိုပြီးတော့မေးလိုက်ပါတယ်ဗင်းနီလည်းနေရာတစ်ခုကိုပြောပြလိုက်ပါတယ်ချိုးနောက်မင်းတို့ကဘာမှပြောညာမပြောနဲ့တွေ့တဲ့တက်စီတစ်စီးကိုချက်ချင်းကားကထွက်သွားပါတယ်ချိုးနောက်ဂျွန်နဲ့ဗင်းနီကလည်းချင်းရရီရှောင်းဆန်းရဲ့မင်းနူးတော်ကိုစပိန်ယူကအမိလိုက်ရပါတယ်ဒီလိုနဲ့နောက်တစ်ခါမှတော့အဖွဲလိုက်ကြီးစပိန်တွေနဲ့ပျော်ပါနေကြတဲ့ဂျိုကြီးတို့အဖွဲကိုကြွလိုက်ရပါတယ်ကျွန်းတော်ဂျိုကြီးကသူ့ဆက်ပြီးအသေးရောက်လာဖို့မဆောက်နိုင်တော့ဘူးဆိုပြီးတော့ကရုံးပေါက်ကင်တဲ့ကောင်ကိုပြောပြနေပါတယ်ကရုံးပေါက်ကင်တဲ့ကောင်ကလည်းဂျိုကြီးဘိန်းကနိုင်ငံခြားကမှာတာဆိုတော့တပတ်လောက်ကြာမှဖြစ်ကြောင်းနဲ့အရင်ဆက်ပင်တုန်းကလည်းကာဗွန်ဘိန်းအကောင်းစားဖြစ်တာကြောင့်ဂျိုကြီးဖြစ်စီလိုက်တာတော်တော်နှမျောဖို့ကောင်းတယ်ဆိုပြီးတော့ဂျိုကြီးကိုပြောနေခဲ့ပါတယ်ဂျိုကြီးကတော့တခါရှုံးပြီးသားဆက်ပင်ကသူ့အတွက်တော့အမိုက်ပဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဂျိုကြီးဆိုတဲ့ကောင်ကတော့သူအသုံးမကျလို့ရှုံးတာကိုအခုအချိန်ထိလက်မခံနိုင်သေးပါဘူး
ကျောင်းတော်ကျော်ကြီးကနောက်တစ်ခါအဲ့ဒီကောင်နဲ့ပြိုင်ပွဲထဲမှာတွေ့ရင်ငါအဲ့ဒီကောင်ကိုဘလို့အရေးကုန်ပြန်ဆုတ်ပြမလဲဆိုတာမင်းစောင့်ကြည့်နေလိုက်ဆိုပြီးတော့ကတုံးပေါက်ကိန်းတဲ့ကောင်ကိုပြောလိုက်ပါတယ်ပြောချင်ပါပဲကျော်ကြီးဆိုတဲ့ကောင်ဘယ်မှာလဲဆိုပြီးတော့အော်ပြောလိုက်တဲ့အတန်ကအဝေးကနေထွက်လာခဲ့ပါတယ်အဲ့ဒါနဲ့ကျော်ကြီးရောသူ့တစ်ဖွဲ့လုံးကပါဘဲကောင်အော်လိုက်တာလဲဆိုပြီးတော့အတန်ကြားကိုကြည့်လိုက်ကြပါတယ်ဒီအချိန်မှာပဲကျော်ကြီးတို့အဖွဲ့စီကိုတကောင်နဲ့လှိတ်လာခဲ့တဲ့မီနူးကိုတွေ့လိုက်ရပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီလိုနဲ့ပဲဒီအပိုင်းလေးကိုဒီနေရာမှာပဲစသိန်းထားပြီးတော့နောက်လာမယ့်အပိုင်းတွေမှာတော့ဘာတွေဆက်ဖြစ်သွားကြမလဲဆိုတာကိုကျွန်တော်နဲ့တူစောင့်မျှော်ကြည့်ရှုပြီးကြပါဦးခင်ဗျာဒီနေရာလေးလိုက်ပါကြည့်ရှုလာသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ